မရဏတာတခင်ဖျားကြွလာတော့မီဂျွန်လလေးရဲ့ဥပုသ်ဆောင်သူတို့အပေါ်စာတန်ဤတိုက်ခိုက်မိနည်းပြူဟာမတရားသောအကြံကိုမင်း၏အခွင့်နှင့်ပြုစုတတ်သောအတ္တမရာဇပလင်သည်ကိုရောနှင့်မိတ္တဟာယဖွဲ့ရပါမည်လောဖြောင့်မတ်သောသူ၏အသက်ကိုတတ်ခြင်းငှာဆိုဝေးကြပါ၏အပြစ်မရှိသောသူကိုတည်စေခြင်းငှာစီရင်ကြပါ၏94မြောက်သောစာလံအပိုက်ငယ်20-21ဖျားသခင်ဤလူတို့သည်နောက်ဆုံးသောနေ့ရက်များ၏ဘေးအန္တရာယ်ကိုချဉ်ကပ်လာခြင်းတွင်သူတို့ယုံကြည်ခြင်းကိုမှောက်လှန်ပစ်နိုင်မည်အောင်မြင်ဆုံးသောအစီအစဉ်အတွက်စာတန်သည်သူ၏တမန်များနှင့်အားတက်တရောတိုင်ပင်လျက်ရှိသည်မဟာလိန်လေလှည့်ဖျားသူကအိုးပုံးလေးသည်အသက်ဝိညာဉ်များ၏လမ်းဆုံးကိုဆုံးဖြတ်ပေးမည်အလွန်အရေးပါသောအရာဖြစ်နေသည်ငါတို့ဖန်တီးသောအိုးဘုတ်ကိုငါတို့ဖြင့်တင်ရလိမ့်မည်လောကီသားများနှင့်အသင်းသူတင်သားများကလက်ခံအောင်ငါတို့နိုင်ခဲ့ပြီးယခုအသင်းတော်သည်လောကနှင့်ပေါင်းစည်းရန်လှုပ်ဆောင်ကြရမည်သူတို့တမန်တရားမျက်စိများကန်းသွားစေရန်အံ့ဘွယ်နမိတ်လက္ခဏာများကိုငါတို့လုပ်ရမည်ထိုအခါသူတို့သည်ဖျားသခင်အားကြောက်ရွံ့ခြင်းကိုဘေးဖယ်ပြီးထုံတန်းဓလေ့ကိုလိုက်ကြလိမ့်မည်သူတို့တရားနာပရိသတ်များ၏အာယုံကိုဖျားသခင်၏ပြည့်ညက်ချက်များမှလွဲသွားစေရန်နာမည်ကြီးတရားဟောဆရာများကိုငါဩဇာလွှမ်းမည်သို့တော်ငါတို့၏အဓိကအကြောင်းကိစ္စမှာအိုးပုံးလေးကိုစောင့်တော်ဤလူဆို့ကိုတိတ်ဆိတ်သွားစေရန်ဖြစ်သည်သူတို့ကိုစန့်ကျင်သောခံပြင်းပြီးဒေါသထွက်ရန်ငါတို့နှိုးဆော်ရမည်အာနာရှိသူများနှင့်လောကီပညာရှင်တို့ကိုငါတို့ဖက်တွင်ထည့်သွင်းရမည်ထို့နောက်ငါတို့ရည်ရွယ်ချက်များကိုအကောင်အထည်ဖော်ရန်သူတို့အာဏာကိုလှုံ့ဆော်တိုက်တွန်းရမည်ထိုအခါငါတည်ခဲ့သောဥပုံလေးကိုအပြင်းထန်ဆုံးဥပဒေများနှင့်အတင်းအဓမ္မလက်လျှောက်စေမည်ဂရုမစိုက်သောသူတို့အားမြို့ကြီးများနှင့်ကြေးရွာများမှနှင်ထုတ်ပြီးအစာရေစာငတ်ပြတ်အောင်ထားမည်တကြိမ်ငါတို့အာဏာတကူရပြီဆိုရင်ဖျားသခင်နှင့်မဟာမိတ်ဖွဲ့ခြင်းမှမလွဲဖယ်သောသူတို့အပေါ်ငါတို့ဘာလုပ်နိုင်သည်ကိုငါတို့ပြမည်ယခုပရိုတက်စတန့်အသင်းတော်များနှင့်လောကကိုငါတို့ညာလက်ယုံနှင့်တဟဇာတဖြစ်အောင်ငါတို့စည်းရုံးနေကြသည်နောက်ဆုံးတွင်ငါတို့အာဏာကိုကျွလွန်ခြင်းမရှိသောသူအလုံးကိုဖျက်ဆီးတုတ်တင်ရန်ဥပဒေထုတ်မည်ငါတို့ဥပုံလေးကိုကျွလွန်သူများအတွက်တေရန်ချမှတ်သောအခါယခုပြည့်ညတ်တော်စောင့်သူများစွာတို့သည်ငါတို့ဖက်သို့ရောက်လာကြလိမ့်မည်တို့ရာတွင်ဤပြင်းထန်သောဥပဒေများကိုမထုတ်ပြန်မီစစ်မှန်သောဥပုံလေးစောင့်သူတို့ကိုငါတို့ထောင်ချောက်ဆင်ရမည်လောကီဆန်ခြင်းရမက်ကြီးခြင်းနှင့်မာမာနများအဖြစ်လူများစွာကိုခရစ်တော်ထံမှငါတို့ခွဲထုတ်နိုင်သည်သူတို့သည်တမန်တရားကိုယုံကြည်သောကြောင့်လုံခြုံသည်ဟုယူဆကောင်းယူဆကြမည်တို့ရာတွင်သူတို့၏ဆုံးဖြတ်ချက်ကိုရှုပ်ထွေးစေပြီးခွဲခြားနိုင်စွမ်းကိုဖျက်ဆီးသည့်ခတွင်းအလိုလိုက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းသည်သူတို့၏ကြရှုံးခြင်းကိုဖြစ်စေလိမ့်မည်ဟုဆို၏